ဇလန့်အစမှာတင်တင်မေတယောက်ဖိုးထောင်ရဲ့တပည့်၄ဦးဝိုင်းထားခြင်းကိုခံနေရပါတယ်မိမိကိုဖမ်းခေါ်တော့မယ်ဆိုတာရိပ်မိတာနဲ့တင်မေဟာတယောက်ကိုဓာတ်အိမ်နဲ့ရိုက်ချပြီးထွက်ပြေးပါတော့တယ်ဖိုးထောင်ရဲ့တပည့်တွေကလည်းနောက်ကနေထက်ချက်မကွာလိုက်လံတိုက်ခိုက်ကြပါတယ်ထိုအချိန်ထိတင်မေဟာဓာတ်အိမ်ထဲမှာဓာတ်ရှိနေမှန်းမသိသေးပဲဓာတ်အိမ်နဲ့သာခုခံနေခဲ့တာပါရန်သူတယောက်လည်းပင်ကိုကံမိသွားတဲ့အချိန်မှာမှဓာတ်ရှိနေကြောင်းတတိယသွားပြီးဓာတ်ကိုဆွဲထုတ်ကတုတ်ပြန်ပါတယ်ဒါပေမဲ့ဓာတ်ခွက်တွေတိတ်မပြရသေးခင်မှာပဲပြန်ပဲရဲ့နောက်ပြန်ချေကန်ချက်ကြောင့်တင်မေတယောက်မြေကြီးပေါ်တတိလစ်လဲကျသွားပါတော့တယ်တပည့်တွေကတတိလစ်နေတဲ့တင်မေကိုစခန်းသို့ဖမ်းခေါ်လာပြီးတစ်ပင်မှာကျိုးနဲ့တုံနှောင်ထားလိုက်ပါတယ်ထိုစဉ်အရက်ပလင်းပျောက်ဆုံးသွားလို့ဒေါသထွက်နေတဲ့ဖိုးထောင်ရောက်လာပြီးတင်မေရဲ့မျက်နှာကိုရေနဲ့ပက်ကတတိသွင်းလိုက်ပါတယ်ဖိုးထောင်ကပျောက်ဆုံးနေတဲ့အရက်ပလင်းကြောင်းမင်းမြန်းရမှာတင်မေကသူမမယူကြောင်းညင်းဆိုပါတယ်ထိုအခါဖိုးထောင်ကစိတ်ဆိုးမှန်ဆိုးနဲ့ညာဘက်လက်ကိုထောင်ပြကငါလက်ကဂျပန်ခေတ်တစ်ခေတ်လုံးအရက်ခွက်ကင်လာတာငါအရက်ပလင်းပျောက်သွားတာကိုတော့ဘလို့မှသိမခံနိုင်ဘူးလိုဟိဟောက်ပါတော့တယ်တင်မေကစက်တိုက်ညင်းနေတာကြောင့်ဖိုးထောင်ကမောင်ဖုံးကိုလှမ်းခေါ်ကစစ်ဆေးခိုင်းပါတယ်မောင်ဖုံးကလည်းကျုပ်တာဝန်ထားပါလို့အာမခံကဖိုးထောင်ကိုစိတ်ချလက်ချထွက်သွားစေပါတယ်စိတ်တူလွယ်တဲ့မောင်ဖုံးဟာသူ့ဆရာထွက်သွားတာနဲ့တပြိုင်နက်တင်မေရဲ့စပင်းကိုအားနဲ့ဆွဲကပါကိုဝေးရိုက်ချလိုက်ပါတယ်